English လို့ပြောကြတဲ့အခါ I was like she was likeအဲ့ဒီစလုံးဘာလို့ခဏခဏထည့်ပြောကြရလဲတစ်ချက်ကသူများသို့မဟုတ်ကိုပိုင်ရဲ့အတွေးတွေပြောခဲ့တာတွေကိုပြန်ပြီးကိုကပြောပြတဲ့အခါမှာသုံးတာမျိုး At the time I was like wow ငါကအဲ့ဒီအချိန်တုန်းက I said I thought I reacted ဆိုတဲ့စလုံးတွေနဲ့မသုံးမဲနဲ့ငါကွာအဲ့တော့ငါဆိုတဲ့ပုံစံမျိုးနဲ့ I was like ဆိုပြီးတော့ပြောတာမျိုးနှစ်ကဖြည့်ဆွက်ပေးတဲ့ filler word အနေနဲ့သုံးတာ I was like really nervous အရန်စိတ်လှရှားနေပါတယ်ဆိုတာကိုဆက်မပြောခင်ခဏရက်လိုက်တဲ့ဟာလေးကတုံငနဲ့မရက်သွားအောင်ကိုပြောနေတဲ့စကားလေးကချွတ်ချွတ်မွေ့ဖြစ်သွားအောင်လို့ဂျားထဲမှာ like ဆိုပြီးထည့်ပြီးတော့ဒီကိုစဉ်းစားဖို့အတွက်အချိန်ယူလိုက်တဲ့ပုံစံမျိုးလေးသုံးကနီးစပ်မှု approximation ကိုပြတာ They were like 10 people at the party ရောက်လို့တိတိကျကျဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့10ယောက်ဝန်းကျင်10ယောက်နီးပါးလောက်ရှိတယ်ဆိုပြီးတော့အတိတ်ပဲနဲ့ပြောတာစိတ်ခံစားမှု emotion တွေ feelings တွေကိုပို့ပြီးတော့မှ emphasize အသားပေးပြီးတော့ပြောချင်တာမျိုးများသောအားဖြင့်စကားပြောတွေမှာ storytelling တွေပုံပြောတာတွေမှာသုံးကြတယ် It was like the best day of my life အဘဝရဲ့အကောင်းဆုံးနေ့ဆိုတာကိုအသားပေးပြီးတော့ပြောပြချင်တဲ့အတွက်ကြောင့်မလို့ရှေ့မှာ like လေးထည့်လိုက်တာမျိုးအလောက်ကလူကြီးနဲ့စကားပြောတဲ့ professional setting တွေ formal writing တွေမှာမသုံးပါနဲ့ informal ဆန်နဲ့ casual friendly tone တွေအနေနဲ့ပဲသုံးပါ